နှစ်ကြိမ်များဖြစ်ပါတယ်မနေ့ကဆက်ပြီးတယ်ဒီမှာအောင်ဘယ်လိုလုပ်ပါ့ဟုတ်ကဲ့ဒီနေ့4 နိုင်လောက်ကမပဲစောင့်နေတယ်စောင့်ရတဲ့အချိန်မှာဘယ်လိုလဲဒီတော့မရင်းပါလက်နေနေစုပါပြီဆက်စမှာရှင့်ဟုတ်ကဲ့ဒီအမီလေးကိုသိကြတယ်အဲ့ဒါကဒီကဝန်ထမ်းမတယောက်ကမိတ်ဆက်ပြီးလို့သိတာဘယ်လိုလဲလိုက်တယ်ဘယ်လိုသိပါအခုနှစ်ကြိမ်ဟုတ်ဒီမှာစုတယ်နော်ပထမတစ်ခါကလည်းပေါ့လေပထမတစ်ခါကဟဲ့တော့ရပါသေးရှင့်ဟဲ့တော့လည်းပေါ့ဟုတ်ဒါလေးဒီဘာလေးပေါ့တဲ့ခါကျတော့ပြောတာပေါ့လက်ညံနဲ့ဒီဆက်ပါယူမနမေတက်စီလို့မမနေ့ကဈေးတော့ဝယ်နေကြပါပြောပါတယ်လက်မြန်နဲ့ဒုစုလာယူနာမည်ကတော့နိုင်လေးပါနေတာလိုင်းတာကကန်ဆန်းပြစ်တာကတော့လင့်နေရနေပြီးတော့အမေဖောက်လို့ပေါက်တွေတွေကနေပြီးတော့လင့်နေရနေယူပြီးတော့ကန်ဆန်းပြစ်တာအမေကကျတော့ market သွားရင်းနဲ့တွေ့တယ်၃ညမြောက်ပြပထမစုကပတ်စံစုရေးပြ8000ပြအပျော်လက်မြန်နဲ့လူစုလိုက်